Okay ခုလုံးမလေးခြင်းကဒီ weight plate thruster လို့ခေါ်တယ်ဆိုတော့ thruster ဆိုလေးခြင်းက CrossFit training မှာသုံးတာဖြစ်တယ်ဘာဘယ်နဲ့ front squat ပုံစံထိုင်ချပြီးတော့မှအပေါ် press လုပ်တာနဲ့ကိုတစ်ဆက်တည်းသွားရတာဖြစ်တယ်ဆိုတော့ဒီမှာကအိမ်မှာပဲလေးခြင်းကလုပ်တဲ့သူတွေပဲဖြစ်ဖြစ်ပစ္စည်းသိမရှိတဲ့သူတွေပဲဖြစ်ဖြစ်လုပ်လို့ရအောင် dumbbell တွေ weight plate တွေလေးပြားတွေနဲ့သုံးပြီးလုပ်လို့ရတယ်ဆိုတော့ dumbbell ဆိုရင်တော့ဒါနှစ်ဖက်ပေါ့နော်နှစ်ဖက်ဆိုရင်ဒီလိုရှေ့ကို front squat ပုံစံတင်ထားရမယ် Okay ဒီမှာကတော့အလေးပြားနဲ့ကျွန်တော်လုပ်ပြမယ်လေးပြားနဲ့လုပ်တဲ့အခါမှာလေးပြားကိုဒီလိုစောင်းစောင်းလေးကြိုက်မယ်ပေါ့နော်အဲ့လိုလေးကြိုက်မယ်ဆိုတော့ထိုင်ထပုံစံနဲ့အပေါ်တွန်းတဲ့ပုံစံနဲ့ကိုခေါင်းပေါ်အပြည့်ဆန့်မယ်အောက်ကိုအပြည့်ထိုင်မယ်အဲ့နှစ်ခုကိုတစ်ဆက်တည်းတွဲထားဖြစ်တယ်ဆိုတော့ရတော့တို့ကအလေးပြားကိုဒီလိုတောင်းလိုက်ကြိုင်မယ်ခြေထောက်ကိုပခုံးအကျယ်ထက်နည်းနည်းလေးပိုကားပြီးနေမယ်ပြီးရင်ဒီတိုင်းကိုကျွန်တော်တို့ကလက်ကိုရှေ့ကိုတစ်ထောင်နည်းနည်းလေးမြှောက်ပြထားပါတော့ဒီလိုတွေ့ကြကြကြီးနဲ့ကုန်းကြီးအံ့မကြောက်ဘူးနော်အလေးရဲ့ဆွဲအားနောက်ကိုအောက်ကိုငိုက်တော့တာမျိုးမဖြစ်ရဘူးအလေးကိုပင့်တင်ထားပြီးတော့ရင်ဘတ်ကိုပေါ်ထားတာမျိုးဖြစ်ရမယ်အဲ့ပြီးရင်ကျွန်တော်တို့ကဒီမှာထိုင်ချတဲ့အချိန်မှာလေးကိုနှာခေါင်းကနေအပြည့်ရှူသွင်းသွားပြီးတော့အောက်ထိထိုင်ချโอเคအဲ့လိုထိုင်ချပြီးရင်အပေါ်ကိုခေါင်းပေါ်ကိုလက်တွေကနေရွက်ပေးမှအပြည့်ရောက်တဲ့အထိအပေါ်အပြည့်ဆန့်မယ်အဲ့ဒါကိုတစ်ဆက်ထည့်သွားမယ်ဆိုတော့ပေါ်ဆန့်တဲ့ခါမှာလေးကိုပါးစပ်ကနေတစ်ခါထုတ်သွားမယ်ပြီးရင်ပြန်ထိုင်ချပြန်ချတစ်ဆက်တည်းလေးကိုရှူသွင်းလာခဲ့တယ်ပြီးရင်လေးကိုပါးစပ်ကနေထုတ်မယ်ဒီမှာခေါင်းရဲ့ပုံစံဒီတိုင်းချိတ်တက်တဲ့ကိုပဲအလေးပါလာတဲ့အချိန်မှာနည်းနည်းလေးမောက်ပြီးဖွင့်ပေးတယ်အလေးပါပေါ်ရောက်တဲ့အချိန်မှာခေါင်းပြန်မှတ်ပြီးတော့ဒီလို overhead ပြည့်ညောင်တင်မယ်ဒီမှာခါးတွေတည်ငြိမ်နေဖို့လိုတယ်ပေါ့နော်ခါးတယ်လို့ကော့သွားမှမဖြစ်အောင်ပေါ့ဟိုမှာပြောချင်တာကလူအများစုကအလေးမပါပဲဒီတိုင်းအပေါ်အပြည့်ဆက်မယ်ဆိုရင် overhead တယ်လို့မရဘဲနဲ့တော့ပဲဆက်နိုင်နေသူရှိတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ shoulder ရဲ့ mobility မကောင်းလို့အဲ့လိုခါမျိုးမှာမလုပ်တတ်လဲဆိုရင်ဒီနာကြောကြီးကိုကော့ပြီးတော့လုပ်ပြတတ်တယ်ဒါဆိုရင်အပေါ်ကကျလာတဲ့အလေးဝင်ဒီခါမှာအိုက်ပြီးတော့ထိသွားတယ်ခါနာဝါရပေါ့နော်အဲ့လိုမဖြစ်အောင်ဒီလက်တရဲ့ mobility ကိုတန်းဖြောင်းတဲ့နေရဘေးကိုရအောင်အရင်လုံနိုင်မှုလိုတယ်ဒါလေးကိုသတိထားဖို့လိုတယ်ဒါပုံစံမှန်ဖို့အတွက်ကိုအချက်လက်ဖေးပြောပြပေးရဖြစ်တယ်ဆိုတော့ခေါင်းပေါ်ကိုစနိုင်ဖို့အရေးကိုဒီလောက်ပဲရတယ်ဆိုရင်ဒီလိုရကျင်တဲ့အခါမှာဒီလိုကော့ပြစ်တတ်တယ်ကြောနဲ့ကူတတ်တယ်ပေါ့နော်ကြောနဲ့ကူပြီးတော့ခိုးတတ်တယ်ဒါဆိုရင်ခါနာသွားမယ်အဲ့လိုမဖြစ်ရဘူး။ဒါလက်ကြီးပဲအပြည့်စမ်းနေအောင်ကြိုးစားရမယ်။ Okay ။တော့ပြန်လုပ်ကြည့်မယ်။လေရှုသွင်းပြီးထိုင်ချတယ်။ Okay ။ဒီမှာဖနှောင်းဘက်ကအားလေးပင့်ပြီးထည့်နိုင်ရင်ပိုကောင်းတယ်ပေါ့နော်။ Okay ။